သူမရဲ့ဖခင်ကြီးဆုံးပါသွားရတဲ့အကြောင်းကိုဖွင့်ချလာတဲ့တရုတ်ဆောင်ဖွေးဖွေးတရုတ်ဆောင်မင်းသမီးလေးဖွေးဖွေးကတော့သူမချင်းရတဲ့မွေးဖခင်ကြီးကွယ်လွန်ဆုံးပါသွားရတဲ့အဓိကအကြောင်းရင်းကိုခုလိုပြောလာပါတယ်။အားလုံးသိကြတဲ့ဖွေးဖွေးဟာမြို့ပညာလောကမှာချစ်စရာကောင်းတဲ့တရုတ်ဆောင်မင်းသမီးတစ်ယောက်ပါ။အထူးသဖြင့်ဖွေးဖွေးဟာတတ်တော့လက်လက်နဲ့ဘဲချိန်မဆိုတက်တက်ကြွကြွနေတတ်တဲ့မင်းသမီးလေးပါ။ဒါကြောင့်လေဖွေးဖွေးကိုချစ်ခင်အားပေးကြပါတယ်။ဖွေးဖွေးဟာဖခင်ကိုလည်းတန်မိုးထားချစ်မြတ်နိုးတဲ့သမီးလိမ္မာလေးတစ်ယောက်လို့ဆိုရပါပါ။ဒါပေမဲ့လည်းဖွေးဖွေးရဲ့ဖခင်ကြီးဟာပြီးခဲ့တဲ့လေးနှစ်ကိုဗစ်ကာလမှာအသက်ဆုံးရှုံးသွားရတာပါအခုခါမှာတော့တရုတ်ဆောင်မင်းသမီးလေးဖွေးဖွေးကသူမဖခင်ကိုဗစ်နဲ့ဆုံးရှုံးသွားရတဲ့အဓိကအကြောင်းရင်းကိုပြောလာတာဖြစ်ပါတယ်ဖွေးဖွေးကသူမဖခင်အသက်ဆုံးရှုံးရတာကအိမ်မှာဖွားဖြစ်သူကိုပြုစုနေတဲ့သူနာပြုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်အဆိုပါကိုဗစ်ကာလအတွင်းမှာတော့အဖွားဖြစ်သူကိုပြုစုနေတဲ့သူနာပြုဟာနေမကောင်းတဲ့မောင်ဖြစ်သူကိုအသိမပေးဘဲခိုးကသွားတွေ့ခဲ့တယ်လို့သိရတာပါဒါပေမဲ့ကိုဗစ်ကအဆိုပါသူနာပြုနဲ့ကပ်ပါလာကဖွေးဖွေးတို့တိုင်ရင်သားလုံးကိုကူးစက်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ယောဂခံရှိတဲ့ဖွေးဖွေးရဲ့ဖခင်ကြီးကအသက်ဆုံးရှုံးလိုက်ရတာပါ။ဒါကြောင့်လေဖွေးဖွေးကကိုဗစ်ယောဂကိုစိတ်ပူပါတယ်။အခုချိန်မှာတော့မြန်မာနိုင်ငံမှာကိုဗစ်ယောဂကိုတကြောပြန်လည်တွေ့ရှိလာရတယ်လို့ထိုင်းနိုင်ငံမှာလည်းယောဂပိုးထောင်တောင်းချီကကူးစက်မှုတွေရှိနေတယ်လို့လူပေါင်းများစွာလည်းသက်ဆုံးရှုံးရတာပါ။ဒါကြောင့်လေတရုတ်ဆောင်မင်းသမီးလေးဖွေးဖွေးကတော့ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ကိုဗစ်ရောဂါကိုဂရုစိုက်ကြဖို့ပြည်သက်တွေကိုအသိပေးလိုက်တာဖြစ်ပါတယ်။